မာမိုကျေးရွာဖျားဘူးနွားလဲရင်ကျင်းမှုပြိုင်ပွဲကို1985ခုနှစ်နဲ့စပြီးတော့ကျင်းပပြုလုပ်ခဲ့ပါတယ်။မှာတော့ဒီနှစ်ကတော့51ကြိမ်မြောက်ဖြစ်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့ကိုဗစ်ကာလဖြစ်တဲ့2020ခုနှစ်မှာကျင်းပနိုင်ခြင်းမရှိတဲ့အတွက်ဒီနှစ်ဒီ50ကြိမ်မြောက်ရွှေရတုသဘင်ကျင်းပနိုင်တဲ့အနေအထားရှိပါတယ်။တခြားနှစ်တွေကတော့ဟိုလှဲက2စီး3စီးလောက်ပဲကျင်းပနိုင်တဲ့အနေအထားမှာရှိပါတယ်။မှာတော့ဒီနေ့ကျွန်တော်တို့ရဲ့ရွေချက်ကတော့ကမာဝရွာမှာရက်ွက်10ခုရှိပါတယ်ရက်ွက်တစ်ခုကိုတစ်စီးလောက်ထွက်အောင်ကျွန်တော်စ조사ခဲ့ပါတယ်အဲစ조사တဲ့ချိန်မှာပြီးရတဲ့မတ်လ28ရက်နေ့မှာဒါကငလျင်တဘာဝဘေးအန္တရာယ်ကြောင့်ဒါဖြစ်နိုင်တဲ့အနေအထားလောက်ပဲဒီနေ့ကတော့ကျွန်တော်တို့ကဘောလှဲ9စီးနဲ့ဝင်ရောက်အရှင်ပြိုင်သွားမှာဖြစ်ပါတယ်ဒီလက်ရှိမြေပြင်မှာလူငယ်တွေကဒီပြားဘူးမှာလဲရင်ချင်းကိုစိတ်ဝင်စားလားဘယ်လိုမြင်လဲစိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့တစ်ချိန်တော့နွားလှဲပဲရှိခဲ့တယ်ဒီနောက်ပိုင်းမှာဒါကခေတ်စနစ်အခြေအနေကဒီစက်မှုလေယာပြောင်းတဲ့ခါကျတော့လှဲတွေကတော်တော်နည်းသွားပြီဒီလှဲရင်ချင်းမှုဆိုတာကတော့မရှိတဲ့လောက်ပဲကျွန်တော်ကမာမိုရွာတရွာလောက်ပဲထိန်းသိမ်းနိုင်တဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ကမာမိုတရွာထဲမှာမဟုတ်ဘူးဒီမှာရှိတဲ့တကြုံလုံးမှာရှိတဲ့လူရောဒီပြည်နယ်လုံးမှာရှိတဲ့တန်နိုင်ငံလုံးမှာရှိတာဒီအဝေးရောက်နိုင်ငံကြောင့်ရောက်တဲ့ကလေးကစဒီနွားလိန်ချင်းမှုပြိုင်ပွဲကိုစိတ်ဝင်စားနေကြတယ်အခက်ခဲကတော့အများကြီးရှိပါတယ်ခုနကကျွန်တော်တင်ပြသလိုပါပဲခုစက်မှုလေယာပြောင်းလဲတဲ့ခါကျတော့နွားလှဲတွေမရှိကြတော့ပါဘူးကျွန်တော်တို့အရင်တော့ကကိုယ့်ရွာမှာရှိတဲ့နွားလှဲနဲ့ပြိုင်ပွဲကိုကျင်းပနိုင်တဲ့အနေအထားရှိပါတယ်အခုလက်ရှိမှာကျွန်တော်တို့ရွာကမာမိုရွာနေထားတောင်မှလှဲနဲ့တော့မရှိတော့ဘူးအခုပြိုင်ပွဲဝင်လို့တခြားရွာကလှဲတွေကိုကျွန်တော်တို့ကအကူညီတောင်းပြီးတော့တိတဲ့ဈေးနှုန်းတိတဲ့ထောက်ပံ့ကြီးနဲ့ကျွန်တော်တို့ကခေါ်ပြီးတော့ဒီပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်တကယ်လို့များဒီလိုမျိုးမလုပ်တော့ဘူးဆိုရင်တော့ဒီအစင်လာဒီဒလိစရိုက်ဒီရင်ချင်းမှုတွေပျောက်ကွယ်သွားမှာစိုးလို့ကျွန်တော်ကမာမိုရွာမှာရှိတဲ့အထူးသဖြင့်ဒီအစကကျင်းပလာတဲ့ခဲတဲ့ယူတော့ဒီမှာလက်စိတ်ကကျင်းပတဲ့ဓာရီဟာကိုမြင်ပြီးတော့ကိုယ့်ရဲ့ရင်ချင်းမှုကိုထိမ့်သိမ့်တဲ့အနေနဲ့ဒါကဒီနှစ်ကတော့နှစ်50ပြည့်သွားပြီနောက်နှစ်ကလည်းကျွန်တော်တို့မဟုတ်ရင်တော့မှဂျန်တဲ့ဒီ generation တို့တနေ့ generation ကျင်းပနိုင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီမှာလည်းပြန်ပွဲမှာစုပေးတဲ့အစီအစဉ်တွေကဘယ်လိုရှိလဲပြန်ပွဲရဲ့အစီအစဉ်ကဘယ်လိုလဲရှိပါဒီမှာပြိုင်ပွဲဆိုတာအမှတ်ပေးရတာဗျအမှတ်ပေးတဲ့ခါကျွန်တော်မှအမှတ်ပေးစီးမြင်တာရှိပါတယ်အဲ့ဒီအမှတ်ကဘာကိုခြေခံလဲဆိုတော့9မျိုးကိုခြေခံတယ်ဘာလဲဆိုတော့နံပါတ်1လှဲက10မှတ်နွား10မှတ်ဝတ်စားစီရင်မှုက10မှတ်အနေထိုင်ချိုးစားက10မှတ်အိန္ဒြေဆိုတဲ့10မှတ်ဒီအမှတ်50တစ်ခုချင်းစီ10မှတ်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကျင်းပဟိုအမှတ်ပေးစီးမြင့်တဲ့ညီအစင်ပြေတဲ့တိတော်တဲ့ဟာကိုကျွန်တော်တို့ကအမှတ်ပေးတဲ့နေရာပေါ့နော်အဖွဲ့9အဖွဲ့ကနေအမှတ်ပေးပြီးတော့အားလုံးပေါင်းပြီးမှဘယ်သူကစုရမလဲပထမစုဒုတိယစုတတိယစုနှစ်သိပ်စုတွေကျွန်တော်တို့ပေးသွားဖို့အစီအစဉ်လုပ်ထားပါတယ်ဒီရင်ချင်းမှုနဲ့ပတ်သက်ပြီးတော့နောက်မျိုးဆက်တဲ့လူငယ်တွေကိုဆရာအနေနဲ့ဒီကနေပြီးတော့လက်စကန်အမှားစကားလေးပြောကြတယ်ကျွန်တော်တို့ကမွန်တိုင်းသားဖြစ်တဲ့ခါကြတော့ဒါဗုဒ္ဓဘာသာတရားကိုင်းဆိုင်တဲ့လူမျိုးဖြစ်ဆိုတော့ကျွန်တော်တို့ကလည်းဒီဖျားတော့ဖူးတဲ့ခါကြရင်ဒီလိုမျိုးပေါ့ဗျာယဉ်ကျေးမှုမရှိဘဲနဲ့တော့တော့အဆင်မပြေဘူးအခုခေတ်လူငယ်တွေကတွေ့တဲ့အတိုင်းပဲလေဟာလားကိုယ့်ရဲ့ယဉ်ကျေးမှုတွေတော်တော်လေးကိုရော့ရဲလာတဲ့အနေအထားမှာရှိပါတယ်ဒီရော့ရဲလာတဲ့အနေအထားကိုခြေခံပြီးတော့ကိုယ့်ရဲ့ယဉ်ကျေးမှုမတိမ်ကောမပေါက်ပြအောင်စီပင်တိုးတက်အောင်ဒီဟာတွေကိုကျွန်တော်တို့ကစာနမူနာဖြစ်ပြသပြီးတော့ဒီယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လို့တဲ့ဆန္ဒနဲ့ဒီဖျားဘူးနွားလဲယဉ်ကျေးမှုကိုကျင်းပရခြင်းဖြစ်ပါတယ်အောင်တော်လာတာငါကောင်းစိတ်တော်အောင်ကိုအနာရမေတဲ့နဲ့တော့ဘုံညံတော်မဲဝဲကောင်းတာဒီပြဘူးနွားလေးရင်ကျေးမှုအရင်ကဘယ်လိုသိတာလဲဘယ်လိုသိထားလဲဆိုတော့ကျွန်တော်ငငယ်တော့အခုဆိုရင်နွားလှဲတိတ်မရှိတော့ဘူးဗျာကျွန်တော်ငငယ်တော့ဆိုရင်တရွာလုံးကညနေပဲဆိုရင်နေ့လယ်ပဲကြတော့ကျွန်တော်ဧည့်သည်တွေကိုတဲခင်းကျွေးမွေးမယ်ညနေပဲဆိုကျွန်တော်ဖျားသွားမယ်ဖျားသွားတဲ့ချိန်မှာကျွန်တော်တို့ကဘာနဲ့သွားလဲဆိုတော့ကျွန်တော်နွားလှဲနဲ့သွားကြတယ်ဗျာ
အကုန်လုံးတရွာလုံးဒီပါပဲနွားလဲနဲ့သွားကြတယ်နော်အဲ့ဒါပြင်အဲ့ဒီထဲမှာမှဒီလိုလှဲလှပြိုင်တဲ့လူလေးရှိရပါတော့အဲ့တော့တော်တော်များတယ်6ခွန်20လောက်ရှိတယ်ဟုတ်ကဲ့အဲ့လိုတီထိုင်ငယ်တော့ကျွန်တော်ကနွားလဲနဲ့ပဲသွားခဲ့ကြတယ်နော်နောက်တစ်ပြေးပြေးကြာလာတော့ဒါရမရှိဘူး ဖြည်းဖြည်းကြာလာတဲ့အဲ့ခါကျတော့ဘာတွေဖြစ်လာအခုကနိပညာထုံးကားရလေအဲ့လှဲထက်ဒီဆက်ပစ္စည်းဟိုဟာကားတို့ဟိုလိုအခု light track တို့ high jet တို့ပုံစံကားတွေတောင်းပြလာတယ်ပြီးတော့နွားလဲကအခုကျွန်တော်တို့ဘာလို့ကျွန်တော်တို့ဝင်ပြိုင်လဲဆိုတော့အခုရိုးရတယ်လေရင်ကျင်းမှုထိန်းသိမ်းခြင်းတို့လေကျွန်တော်တို့မှမထိန်းသိမ်းရင်ဒီဟာကြီးကပျောက်ကွယ်သွားမှာလေအကြောင်းမို့အဲ့လိုတဘောနဲ့ကျွန်တော်ကညီလေးတို့အရွယ်တူတွေရောညီလေးတို့ရွယ်တူရွယ်တန်းကလူငယ်တွေကဒီပွဲကိုစိတ်ဝင်စားလားဘယ်လိုမြင်လဲတော်များကြတော့စိတ်ဝင်စားလားဆိုတော့တော်များတိတ်ပြီးတော့စိတ်ဝင်စားကြအောင်သူတို့ကဒီခေတ်လူငယ်တွေကဘာတွေစိတ်ဝင်စားကြတော့အပျော်ပိုင်းပဲသူတို့စိတ်ဝင်စားကြတယ်အဲ့လိုကိုယ့်ရဲ့ရိုးရရင်ကျေးမှုတွေထိန်းသိမ်းရမှာဆိုတော့သူတို့အားနေကြတယ်ဟုတ်အဲ့ကြောင့်ကျွန်တော်ကတက္ကသိုလ်တက်နေတယ်ဆိုတော့ကျွန်တော်ကျောင်းမပြီးသေးဘူးအဲ့ကြောင့်တက္ကသိုလ်တက်ရင်ကိုယ့်ရဲ့ရွာရဲ့ဓလေ့ကိုလည်းထိန်းသိမ်းခြင်းလို့ကျွန်တော်ဒီတော့လည်းအလှပြင်ပွဲမှာကျွန်တော်ဝင်ပြီးတော့ပါဝင်ဖြစ်တာပေါ့နော်ဒီညီလေးတို့ရွယ်တူတင်ငယ်ချင်းတွေဟုတ်နောက်တက်လာမှမျိုးဆက်တွေကိုရှင်ချင်းမှုငွေနဲ့ကိုထိန်းသိမ်းမှုညီလေးနေတဲ့ဒီကနေဗာများမှားချင်တယ်သူတို့ဖြစ်နိုင်ပါလေကိုယ့်ရဲ့ကိုလူမျိုးကမုံလူမျိုးဖြစ်တဲ့သူကကိုလူမျိုးမှာရှိတဲ့တမိုင်းတွေကိုရည်ချင်းမှုတွေကိုတည်ထားရမယ်နော်အဲ့ဟာကိုမှမထိန်းသိမ်းရင်ဘယ်သူမှထိန်းသိမ်းမှာမဟုတ်ဘူးအဲကြောင့်လူငယ်တိုင်းလက်စကန်တည်တယ်ကျွန်တော်ဥပမာကျွန်တော်လူကြီးကကျွန်တော်တို့လက်စကန်တယ်လို့မျိုးကျွန်တော်အနေနဲ့ကျွန်တော်လူငယ်ချင်းချင်းကိုကိုယ့်ရဲ့ငယ်တဲ့လူတွေကိုလေလက်စကန်တည်တယ်ကိုယ့်ရဲ့ရည်ချင်းမှုကျွန်တော်မှမထိန်းရင်ဘယ်သူမှထိန်းမှာမဟုတ်ဘူးဟုတ်ကဲ့ပြီးတော့ဖြစ်ဒီအရင်ကဆိုရင်ကျွန်တော်ရွာပြင်တခြားရွာလည်းလောက်တယ်ဒီရင်ကျေးမှုပေါ့နော်ဒီနွားလဲလာဒါပေမဲ့တပြေးပြေးနဲ့ပျောက်ကွယ်သွားတယ်လို့ဖြစ်သွားတယ်ပေါ့ဒါပေမဲ့ကျွန်တော်ကကုံယူတယ်ကိုရွာကိုဒီလိုရင်ကျေးမှုထိန်းဖို့တာဝန်ပေးထားတဲ့လူကြီးကိုလည်းကျွန်တော်အရန်ကျေးဇူးတင်တယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့လူကြီးတွေပြောစကားအရာကြတော့ဟိုရောကြတော့ယောဂီဝတ်ဆောင်နဲ့အဲ့လိုမျိုးတက်ပြီးတော့ပြန်ကြရတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ရင်ကျင်းမှုတွေရရောရိုးရအောင်ထိန်းတဲ့အနေရောနောက်ပိုင်းမှာကြတော့အနီနဲ့အဖြူဆိုတဲ့မွန်ရိုးရာတွေနောက်ပြီးတော့ပြောင်းလဲလာခဲ့တယ်ဒီနေ့ပြန်ရတဲ့အကြောင်းရင်းကဟိုရှေးကလေးကပိုးပွားတွေထိန်းသိမ်းလာတဲ့အမွေတွေကိုဆက်ပြီးတော့ထိန်းသိမ်းခြင်းအနေနဲ့ပြီးလို့ရှိရင်ဒီနေ့ကကြတော့250ပြည့်ရွှေရတုလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးစီကားတိုင်းရဆိုကျင်းပရတဲ့အကြောင်းရင်းဖြစ်ပါတယ်အခုဒီပြားဘူးနွားလေးကိုကျင်းဖို့ညီမလေးတို့အပြင်ညီမလေးတို့ရဲ့တင်ငယ်ချင်းတွေရောစိတ်ဝင်စားကြလားဒီပွဲကိုဘယ်လိုမြင်လဲဒီပြိုင်ပွဲကြတော့ရိုးရာကိုထိန်းသိမ်းတဲ့ပြိုင်ပွဲလည်းဖြစ်တယ်ပြီးလို့ရှိရင်မြန်မာတနိုင်ငံလုံးမှာဒီကမ္ဘာမိုကြီးရွာမှာပဲကျင်းပတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ကရွာကတချို့ရွာကလည်းဒီလိုမျိုးရိုးရာကိုထိန်းသိမ်းတဲ့ပွဲတွေကိုကြည့်ချင်တဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့ကြည့်ကြရဲပေါ့ဟုတ်လူငယ်တွေကိုရောဒီအမွေနဲ့ထိန်းသိမ်းဖို့ပါတယ်ပြောချင်တာညီမလေးတို့ရွယ်သူငယ်ချင်းတွေကိုတက်ငယ်တဲ့ညီမလေးတို့ဒီလိုပွဲမျိုးထိန်းသိမ်းဖို့အတွက်အားတွေပြောချင်တယ်လူငယ်အနေနဲ့ပေါ့နော်အခုလိုမျိုးခိမီတိုတက်လာတဲ့ဒီခေတ်ကြီးမှာဆိုလို့ရှိရင်ရိုးရာကလည်းပျောက်လူနေပါဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောင်းနေတဲ့အချိန်မှာဒီရိုးရာကိုထိန်းသိမ်းဖို့ကလူငယ်တွေရဲ့တာဝန်ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့လူငယ်တွေအနေနဲ့တန်ဖိုးရှိလာတဲ့ရိုးရာကိုထိန်းသိမ်းဖို့လိုပါတယ်ရှင်ဟုတ်ရဲ့ဘုရားရဲ့သာသနာမြေတော့မကောင်းလို့နော်ကိုယ်တော့